Okay အားလုံးပဲမင်္ဂလာပါတရက်ပြီးတရက်ပိုမိုစိတ်ဝင်စားစရာတွေနဲ့လွမ်းမွန်းလာတဲ့ Israel American Iran တို့ရဲ့စစ်ပွဲနောက်ဆုံးရအခြေအနေတွေကိုပြောပြမှာဖြစ်ပါတယ်ပထမဆုံးသတင်းတပုတ်အနေနဲ့ Iran ရဲ့ခေါင်းဆောင်အသစ်မူဒါဘာအာလီခါမနီရဲ့မိကွန်းပြောဆိုမှုနဲ့ပတ်သက်ပြီးတော့မှလူစားထိုးပြီးတော့မှပြောတဲ့ဟာကိုတော်တော်များများသတင်းဌာနကဝေဖန်ကြတယ်သူကိုယ်၌မပေါ်လာဘူးသူရေးထားတဲ့စာကိုလူစားထိုးပြီးတော့မှဖတ်ပြတာဖြစ်တယ်အဲ့ဒီထဲမှာဟိုမော့စ်ရေးလက်ကြားကိုပိတ်ထားမယ်အမေရိကန်ကိုကျွန်တော်တို့အီရန်ကြာရှုံးသွားတဲ့ခေါင်းဆောင်တွေအတွက်ပြန်ပြီးတော့မှကြီးမားတဲ့ဂလိစားချေမယ်ဆိုတဲ့ဟာတွေပါတယ်တစ်ဖက်မှာသူကရုပ်လုံးမပေါ်လာတဲ့ကြောင့်သူဒဏ်ရာပြင်းထန်နေတာလားမဟုတ်ရင်ဒီကဘာကြီးကိုအီရန်အနေနဲ့ကျွန်တော်တို့စီမှာခေါင်းဆောင်ရှိတယ်ဆိုတဲ့ဟာကိုဘိတ်ရင်တုံးပြီးတော့မှလုပ်နေတာလားဆိုတဲ့ဟာဝန်ဖန်ချင်းခံရတယ်တစ်ဖက်မှာအစ္စရေးရဲ့ဝန်ကြီးဘင်ဂျမင်ယာဟုကရုပ်လုံးပေါ်လာပြီးတော့မှမိန့်ခွန်းတွေပြောလာတယ်အမေရိကန်နဲ့24နာရီအဆက်အသွယ်ရှိတယ်ဆိုတဲ့ဟာတွေပြောလာတယ်ထူးခြားမှုဘာဖြစ်သွားလဲဆိုရင်မနေ့ကဒီအမေရိကန်ရဲ့စစ်သင်္ဘောကြီးအဗရာဟမ်လင်ကွန်းသင်္ဘောနားမှာအီရန်ဘက်ကသင်္ဘောအသေးလေးတစ်စီးကတ်လာတယ်တတိပေးတယ်မရောက်ပြန်ကတ်လာတယ်ကတ်လာတဲ့ကြောင့်ဒီသင်္ဘောပေါ်ကနဲ့ရဟတ်ရင်တစ်စီးတုံးပြီးတော့မှအမြန်ဆုံးရှင်းပြနိုင်ခဲ့တယ်ဆိုတဲ့သတင်းကြားရတယ်အဲ့ဒါထူးခြားတယ်နောက်တစ်ခုအခုဒီအမေရိကန်ရဲ့ B2 လေယာဉ်ကိုပျောက်လေယာဉ်ကိုနေရာအတိအကျရှာဖွေနိုင်တဲ့နည်းပညာတရုတ်ရဲ့ကုမ္ပဏီကြီးတစ်ခုစီမှာပညာရထားပြီဆိုတဲ့သတင်းထပ်ပေါ်လာတယ်ကိုပျောက်လို့မရတော့တရုတ်ရဲ့ကုမ္ပဏီတစ်ခုစီကနဲ့ဘေးနားမှာရှိတယ်ဆိုတဲ့အတိအကျကိုရှာဖွေနိုင်ခဲ့ပြီဆိုတဲ့တရုတ်ရဲ့ထုတ်ပြန်ချက်လည်းပါဝင်လာတယ်အဲ့ဒါတစ်ခုနောက်သတင်းတစ်ခုကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကျွန်တော်အနေနဲ့အီရန်မှာရှိတဲ့လျှက်စစ်တွေကိုတကယ်လျှက်စစ်နဲ့ဆိုင်တဲ့ရုံအားလုံးကိုရှင်းလင်းပြလို့ရတယ်တနာရင်အတွင်းမှာဒါအားလုံးဖြတ်စည်းလို့ရတယ်ဒါပေမဲ့လျှက်စစ်တာမရှိရင်အီရန်တနိုင်ငံလုံးပြည်သူတွေဒုက္ခရောက်မယ်ဒီဟာကိုပြန်တင်ဆောက်ဖို့အတွက်15နှစ်လောက်ကြာနိုင်တယ်ဒါကြောင့်ကျွန်တော်မလုပ်ဘူးဆိုပြီးတော့မှပြောလာတယ်ဒါပေမဲ့အမေရိကန်ဘက်ကအီရန်ရဲ့ဘန်တကယ်ပတ်စံထုတ်တုံးတဲ့ဘန်တနေရာကိုပြစ်ခတ်လိုက်ပြီးပြစ်ခတ်လိုက်တော့ဘန်ဝင်ထမ်းတွေပါအများကြီးကြာရှုံးသွားတယ်ဆိုတဲ့သတင်းတွေရတယ်တစ်ဖက်မှာအစ္စရေးဘက်ကထုတ်ပြန်ချက်တွေအမျိုးမျိုးရှိတယ်အမေရိကန်ဘက်ကထုတ်ပြန်ချက်အမျိုးမျိုးရှိတယ်ဒါပေမဲ့အီရန်ဘက်ကပြစ်လိုက်တဲ့ဒုံးကျည်တစ်စီးကတဲ့အစ္စရေးရဲ့မြေအောက်ဘုံတွေလုံခြုံအောင်ခွန်အောင်တဲ့ကျင်းတစ်ခုကိုကျပြီးတော့မှပန်ကာကစအားလုံးဖျက်ဆီးသွားတယ်တဲ့အခုတော့ပြစ်လာတဲ့အီရန်ရဲ့ပြစ်ချက်ကလုံးဝပြစ်မှတ်ကိုကွက်တိထိတယ်ဒူဘယ်နှစ်ယောက်ကြာရှုံးသွားတယ်ဆိုတဲ့ဟာမဖော်ပြအောင်အစ္စရေးဘက်ကမဖော်ပြတာပါဒါကြောင့်အဲ့ဒီဟာလေဒူစင်တွေအနေနဲ့မကြမီသိရှိပေါ်ထွက်လာမှာဖြစ်တယ်တစ်ဖက်မှာခုနအမေရိကန်ဘက်ကပြစ်လိုက်တဲ့ဘန်အီရန်ရဲ့တကယ်ဘန်ဝင်ထမ်းတွေအများကြီးကြာရှုံးသွားတဲ့ကြောင့်ပြန်လေဂလက်စားခြေတဲ့အနေနဲ့ဒူဘိုင်းမှာရှိတဲ့အစ္စရေးအမေရိကန်ရဲ့ဘန်အသေးစားဘန်ခွဲတွေကိုနေရာအတီးချပြီးတော့မှပြန်လေဂလက်စားခြေလာမဲ့အနေအထားရှိတဲ့အဲ့ဒါကြောင့်ဒီဒူဘိုင်းတွေမှာဘန်ဝင်ထမ်းတွေကိုနေရာပြောင်းရွှေ့ပြီးတော့မှသူတို့စင်ထားတယ်ဒီရက်ရားထဲမှာပို့ပြီးတော့မှစစ်ရဲကပြင်းထန်လာတယ်ဒီပိတ်တင်ကျွန်းမှာအမေရိကန်ရဲ့ B2 လေယာဉ်တွေ B1 လေယာဉ်တွေတကယ်သူတို့ရဲ့ဘုံတကယ်ကြီးမားတဲ့ကြီးမားတော့ဘုံပြင်းစင်နေတဲ့ဟာတွေတွေ့တယ်ဘလောက်နဲ့တဲ့တွင်းတွေကိုချမလဲဆိုတာမပြောတတ်ဘူး
ဒီတစ်ခေါက်ပြစ်မဲ့ဟာကြတော့တကယ် point ကြမဲ့နေရာကိုပြစ်နိုင်တယ်ဆိုပြီးတော့မှအဲ့ဒီဓာတ်ပုံဗီဒီယိုကိုတွေ့တဲ့သူကပြောလာတယ်အဲ့ဒါတခုထူးထူးခြားခြားဖြစ်စဉ်ထဲမှာပြန်လှုပ်လာနိုင်တဲ့အနေအထားဒီထဲမှာအခုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတခုပြောလာတာရှိတယ်အဲ့ဒါကြတော့ကျွန်တော်တို့ကဘာမှာတော်တော်များများနိုင်ငံတွေစီနဲ့ပတ်သက်ပြီးတော့မှဒုက္ခရောက်နေပြီဈေးနဲ့တက်နေပြီဒါကြောင့်တဲ့ကျွန်တော်တို့ရုရှားစီကနေစီမဝေဖို့ပိတ်ပင်ထားတာရှိတယ်ဒါပေမဲ့ဧပြီလ17ရက်နေ့အထိရုရှားစီကစီတွေဝေကြပါဆိုပြီးတော့မှခွင့်ပြုလိုက်ပြီအဲ့တော့အခက်အခဲကိုယာယီအနေနဲ့သူတို့နော်ဖြည့်ရှင်းတဲ့နည်းဒါကြောင့်ဒီဟာလေဧပြီလ17ရက်နေ့အထိအမေရိကန်ကတခြားဒီအီရန်ဘက်မှာဘာတွေလှုပ်ဆောင်လာနိုင်တယ်လဲသူရဲ့အစဉ်စဉ်ဘာရှိလဲအဲ့ဒီနောက်ပိုင်းရုရှားစီကနဲ့စီဝင်ခွင့်ဝဲယူခွင့်ပိတ်ပင်မှာဖြစ်တယ်ဒီကြားထဲမှာမနေ့ကကျွန်တော်ပြောပြခဲ့တဲ့ဒီကယ်လီဖိုးနီးယားပင်လယ်အနီးရှိတဲ့နေရာကနဲ့အီရန်ကဒီတင်ဘောတစည်းတုံးပြီးတော့မှဒုံးကျည်မြောက်များစွာ drone တွေနဲ့တခါတည်းပြစ်ဖို့လှုပ်လာတယ်ဆိုတဲ့နည်းပညာကတဲ့ဟောမက္ကဆီကိုနိုင်ငံတို့အခုအင်မတန်မှတောင်းကျမ်းနေတဲ့မူကြီးစေဝါဂိုင်းတွေရဲ့လက်နဲ့အတုံးအဆောင်တွေကိုအတုယူပြီးတော့မှအီရန်ကဒီဟာကိုအတုခိုးပြီးတော့မှလှုပ်ဆောင်လာတာဖြစ်တယ်တဲ့ဒီကြားထဲမှာမက္ကဆီကိုနိုင်ငံတွေမှာအမေရိကန်ကိုမကျေနပ်တဲ့မူကြီးစေဝါဂိုင်းတွေရှိတယ်အဲ့ဒီမူကြီးစေဝါဂိုင်းတွေလည်းပဲအမေရိကန်ကိုမကျေနပ်ဘူးဒီတော့အီရန်နဲ့များနော်နီးပညာဖလှယ်တာမျိုးရှိနိုင်လားမှုရင်တခုခုပေါင်းဆက်တာတော့ဘာလို့ရှိနိုင်လား FBI ကလာနေပြီအခုတင်ဘောတစည်းကျွန်တော်တင်ရတယ်ဒါအီရန်ရဲ့တင်ဘောဟုတ်တယ်အဲ့ဒါကျွန်တော်ကယ်လီဖိုးနီးယားကိုပြစ်ဖို့ရည်ရွယ်ထားတယ်ဆိုပြီးတော့မှပြောနေတာဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ဆိုကြိုးအများကြီးရှိနိုင်တယ်အခုခေါင်းဆောင်အစ်စ်မူဒါဘာခါမနီကအင်းနေနာချင်းမှာရှိတဲ့အာဒီဆော်ဒီအာရေဗျတို့နော်ကတာတို့ကိုဝီတို့အများကြီးပဲဒီဟာတွေကိုဆက်လက်ပြစ်မယ်တဲ့ပြန်ပြစ်မယ်တဲ့ခမည်းတော်ကအမေရိကန်ဒီမှာနော်သူတို့ရဲ့တပ်တွေရှိတယ်ဒီနေရာသုံးချပြီးတော့မှခမည်းတော်ခွင့်ပြုလို့ငါတို့ကိုလာတိုက်တာဒါကြောင့်ခမည်းတော်ကိုလည်းပြန်ကလေးစားချေမယ်ဆိုပြီးတော့မှပြောလာတယ်ပူရှုပ်သွားပြီအမဒမစိုးရင်ရတဲ့အနေအထားတွေဖြစ်လာတယ်ဒါကြောင့်စစ်ပွဲရဲ့အခြေအနေကိုကြည့်ချင်းအားဖြင့်ဒီရက်ပိုင်းကပူပြီးတော့မှစိုးရွာတဲ့စစ်ပွဲကြီးအခြေအနေလိုင်းကြီးတွေဖြစ်လာတော့မယ်ဖြစ်တောင်ဖြစ်နေပြီလို့ကျွန်တော်တို့ကပြောလို့ရတယ်အင်မတန်မှစိတ်ဝင်စားစရာကောင်းတယ်အင်မတန်မှကျွန်တော်ရှုပ်ထွေးတဲ့စစ်ပွဲကြီးတရက်ဆက်လက်ဆင်နွှဲနေတယ်တခြားသောနိုင်ငံတွေပါဝင်ပြီးတော့မှဘာတွေလောက်လာမလဲဆိုတဲ့ဟာလဲအများကြီးစိတ်ဝင်စားစရာရှိတယ်တရုတ်လည်းသူ့နီးသူ့ဟန်နဲ့နော်တည်င်းအချက်လက်နဲ့ပါဝင်နေတယ်ရုရှားလည်းပါဝင်နေတယ်ဒီတော့စစ်ပွဲရဲ့ကာလကဘယ်လောက်ကြီးဖြစ်သွားမလဲစစ်ပွဲကအီရန်ဘက်ကပြောတာ6လအတွင်းမှာအီရန်ကတချို့တွေခန့်မှန်းတာနော်နျူကလ িয়ার လက်နဲ့ရသွားနိုင်တယ်ဒီလိုခန့်မှန်းတယ်စစ်ပွဲက6လကြာခဲ့ဒီရှိတော့အီရန်ကနျူကလ িয়ার လက်နဲ့ရသွားနိုင်တယ်စစ်တိုက်ရင်းနဲ့ဟိုမှာတန့်စင်ပြီးသားနော်ယူရေနီယံတွေကိုပြန်ပြီးမှနော်အစ60ကနေအစ90ပြည့်အောင်နီးပညာရှင်တွေခေါ်မှဘယ်လိုလုပ်လာမလဲအဲ့ဒါတွေစိတ်ဝင်စားစရာရှိတယ်အမေရိကန်တတ်မှတ်ထားတာနောက်တစ်ပတ်ရှိတယ်နောက်တစ်ပတ်အတွင်းမှာရှင်းလင်းနိုင်ခဲ့သည်ရှိတော့ဒါတမှုစစ်ပွဲကအပြောင်းလဲရှိတယ်ကြာသွားသည်ဖြစ်တော့ပို့ပြီးတော့မှကဘာမြေကြီးအတွက်ခမားရဲ့ကျွန်တော်ရဲ့နိုင်ငံတကာအတွက်အနုလက္ခဏာစိုးကျိုးတွေရှိတယ်ဆိုတဲ့ဟာကိုပြောပြရင်း
ဒီကနေ့ရရှိတဲ့သတင်းတွေကိုနားဆင်ပေးတဲ့ချစ်တော်ညီကိုမောင်နှမတယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်အထူးကျေးဇူးတင်ပါတယ်ကျမ်းမာခြင်းညီသက်ခြင်းဝမ်းမြောက်ခြင်းပိုင်ဆိုင်နိုင်ကြပါစေ။ Okay